ole ka channel minlo hluta minlo thlir sakve tang thin tu te Krista mingin chibai ka bu ka cheu ei rongbol na da that nan tia siam ve mai kan ni a regular takin kan ron da lut thei thin lova in mai za om khop maya ti chuan minlo thlir sak tu te khan hei ke chu mi channel ka thlir reng he lai che ahar salo boga ka te kan pe ve ke thina tin mi chu sum le pai zong te an ni boka lo hlok ve hlom selati du sakna te hi keima hi chuan om thina ka lai sak ve tang thina ei kan channel hi lai sak tu hi kan nei lo ve khop maya mara chu min lai sak lem lo pon min lo thlir sak ve thin hi chu kan lom em ani ti kha lom thu kan soya ti chuanin subscriber te po he han om ve deuh kan han nei ve deuh don kan tia ma se hei min lo unsubscribe sak le hi an om ve le zo thina mara chu keima ni lam chak lo wang ani ti kan in hriatin min la subscribe sak ve ngar tu te in mai za om du khop mai hei tun tu ma hian kol dik takina an ma ni culture ang taka pathian fakna hla an nei hi aro pui hi ka tilu to ka chu ta hianin enge ni kan ina ron leng te ne na lo ngai thak tira tan ti in YouTube a hianin kan da ve le a YouTube ka da hi chuanin kan TV tang hianin ti han ma di du huna khanin a play ve le mai thei thina wang hianin rongbol nan kan mangania ti chuanin min lo thlir sak tu te a po chu ril ru chu min lo put sak ula min lo view sak ve thin ula ti chuan tun tuma kan da ang tak hi nang ni ponin lo ngai tu angai amo ei kol ho zinga rongbol he keima ni mizo hla thluk kan han let ling te tin ti deuh nuanga mizo te na nal kan ti ang chi he kol la te hi chuanin ani lem lo ta tin kol hla atong kam thluk tong kama asang tur ang chi te hla thluka chuan a hniam dei emo tong kama a hniam tur ang chi hla thluka kan ti sang chho ngoi ang chi te hi Christian ni sa lem lo tan kha chuanin an tan hriat thiam hi a har hle don ani ti hi ka ngai tu anna a hian a om na hi rei khopa tun tuma chutiang ni lo an ma ni hlapui te mayang mo an ma ni culture song ang chi tak taka pathian la hetianga an music tum thin dan ang te ne na an ron ti hi aro pui hi ka ti tak zeta pathian po in mala som nge yang ti hi ka ring boka thlir tu te pon hei min lo ngai thak luan sak ve ru o dalpan mal som cheu ro se amen I'm not the girl, can't you
ကွယ်ကိုရောရဲ့ကျေးဇူးသာဖြစ်တယ်စာနေနိုင်ရခြင်းကသခင်ရဲ့ကျေးဇူးပါပဲကွယ်သွားလာနိုင်ရခြင်းမှာသခင်ဘုရားကျေးဇူးတော်ပါကွယ်အော်ယနေ့ထိတိုင်အသက်ရှင်နိုင်ရခြင်းကဘုရားသခင်ရဲ့ကျေးဇူးတော်တက်ပါပဲကွယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုရောကိုကျေးဇူးတင်ပါတယ်အစဉ်ပြောဆိုမယ်ဘုရားရှင်ထံမှအစဉ်ကောင်းမြတ်တဲ့ကျေးဇူးတော်ကြောင့်ဝန်ခံနေမယ်စင်ကြင်နေမယ်နာမတော်ကိုချီးမြှောက်အစဉ်ကိုယ်ွယ်ကျွမ်းဝင်ရင်းနှီးချီးမွမ်းလိုက်ကြမယ်ကွယ်ချီးမွမ်းကြပြောဆိုကြချီးမွမ်းကြဘုရားကအမြဲတမ်းကောင်းမြတ်တဲ့အကြောင်းရဲ့နေထွက်ရမှသည်နေဝင်ရသို့တိုင်အောင်ဘုရားသခင်ရဲ့ကျေးဇူးတော်ကချီးမွမ်းပွဲဖြစ်ပါတယ်ဘုရားသခင်ဟာအစဉ်မြဲကောင်းမြတ်တော်မူသောဘုရားဖြစ်ပါတယ်ခင်ဗျတို့ဘုရားသခင်ကိုကျွန်တော်တို့နှုတ်ရှာပါးကနေချီးမွမ်းဖို့ပြောဆိုကြဖို့ဘုရားသခင်အလိုရှိပါတယ်ဒါကြောင့်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့အတွက်ဘုရားသခင်ကောင်းမြတ်ပါတယ်ဘုရားသခင်ကောင်းမြတ်ပါတယ်ဆိုတဲ့အရာကိုနေ့စဉ်နေ့မြပြောဆိုချီးမွမ်းကြပါစို့မိတ်ဆွေမြင်တွေ့နိုင်သောခွင့်ကျေးဇူးတင်ပါတယ်ဂျာနာနိုင်ခြင်းကကွယ်ကိုရောရဲ့ကျေးဇူးသာဖြစ်တယ်စာနေနိုင်ရခြင်းကသခင်ရဲ့ကျေးဇူးပါပဲကွယ်တော်လာနိုင်ရခြင်းမှာသခင်ဘုရားကျေးဇူးတော်ပါကွယ်အော်ယနေ့ထိတိုင်အသက်ရှင်နိုင်ရခြင်းကဘုရားသခင်ရဲ့ကျေးဇူးတော်ဖြစ်ပါပဲကွယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုရောကိုကျေးဇူးတင်ပါတယ်အစဉ်ပြောဆိုမယ်တို့ဘုရားရှင်ထံမှအစဉ်ကောင်းမြတ်တဲ့ကျေးဇူးတော်ကြောင့်ရဲ့ဝန်ခံနေမယ်စင်ကြင်နေမယ်နာမတော်ကိုချီးမြှောက်အစဉ်ကိုယ်ွယ်ကျွမ်းဝင်ရင်းနှီးချီးမွမ်းလိုက်ကြမယ်ကိုယ်ချီးမွမ်းကြပြောဆိုကြချီးမွမ်းကြဘုရားကအမြဲတမ်းကောင်းမြတ်တဲ့အကြောင်းရဲ့အစဉ်ပြောဆိုစိတ်ရမကုန်ရည်တွေ့ရမဆုံးကြီးစွာသောအမှုကိုပြုတော်မူသောအံ့ဩဖွယ်သောဘုရားသခင်ဖြစ်ပါတယ်ထိုဘုရားသခင်ကလူတို့မတတ်နိုင်သောအမှုကိုဘုရားသခင်တတ်နိုင်တော်မူတယ်ကျွန်တော်တို့ရဲ့အနာရောဂါရှိသမျှအားလုံးကိုငြိမ်းပေးနိုင်တော်မူသောဘုရားသခင်ဖြစ်တော်မူပါတယ်ဧရုံပင်ထဲမှာရေပြင်ကိုနှစ်ချမ်းခွဲပြီးအံ့ဖွယ်သောအမှုကိုပြုတော်မူသောဘုရားသခင်ဖြစ်တော်မူတယ်တွေ့ချောင်းနေတဲ့အယိုးစုတွေကိုအသက်သွင်းပြီးကြီးစွာသောဗိုလ်ကြီးတပ်တစ်ခုကိုဖန်ဆင်းဖြစ်စေတော်မူသောဘုရားပဲဖြစ်ပါတယ်လမ်းမရှိတဲ့ရမှာလမ်းကိုပြင်ဆင်ပေးသောဘုရားဖြစ်တယ်နာသောသူတို့ကိုကျမ်းမာစေတယ်နူသောသူတို့ကိုတန့်စင်စေတယ်သေသောသူတို့ကိုထမြောက်စေတော်မူတယ်ထိုဘုရားသခင်ကသစ္စာနဲ့ပြည့်စုံတော်မူသောဘုရားဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ထိုဘုရားသခင်ကိုဘုရားသခင်အစဉ်မြဲကောင်းမြတ်တယ်ဆိုတဲ့စကားကိုသစ္စာနဲ့ကျွန်တော်တို့တူတကွာအချိန်နဲ့အမျှပြောဆိုချီးမွမ်းကြဖို့ဒီသခြင်းလေးအဖြစ်တိုက်တွန်းခွန်အားပေးချင်ပါတယ်